စီချွန်စတိုင်နှစ်ထက်ချက်ဝတ်သားလွာစီချွန်ဟင်းလျာတွေထဲမှာလူချိုက်အများဆုံးနဲ့အနက်အရာသာအပြည့်အစုံလို့ပြောလို့ရတယ်နှစ်ထက်ချက်ဝတ်သားလွာဟာထမင်းမြေယုံတင်မကပြီးချက်ရတာလဲယူရှင်းလွယ်ကိုပါတယ်နှစ်ထက်ချက်လို့ခေါ်ရတဲ့အကြောင်းရင်းကတော့ဝတ်သားကိုအရင်ပြုတ်ပြီးမှပြန်ကြော်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပထမဦးဆုံးဝတ်သားသုံးထပ်သားကိုရေအေးထဲထည့်ပြီးစက်သွန်မြေဂျင်းနဲ့ဟင်းချက်ဝိုင်တို့ထည့်ကအသားချက်တဲ့အထိပြုတ်ပေးမှာဝတ်သားချက်ပြီးဆိုရင်ဆယ်ထုတ်ပြီးအေးခိုင်ကပါပါညီညီလေးတွေဖြစ်အောင်လှိထည့်ထားပါဒဲအိုးထဲမှာစီအနှဲငယ်ထည့်ပြီးလှိထိုက်တဲ့ဝတ်သားလွှားတွေကိုအရင်ကြော်ပါဝတ်သားတွေကအစီတွေထွက်လာပြီးအသားလေးတွေလိမ့်တက်လာတဲ့အထိမီးအေးအေးနဲ့စိတ်ရှည်ရှည်လေးကြော်ပေးခြင်းဟာဒီဟင်းရဲ့လျှို့ဝှက်ချက်ပါပဲပြီးရင်ဂျင်းစက်သွန်ဖြူပဲငပိတို့ကိုထည့်ပြီးစီတက်ပါအရသာအတွက်ပဲငပြာရည်အကြီးအနောက်စားစက်သားမှုန့်နဲ့တကြားအနှဲငယ်တို့ထည့်သွင်းပြီးဝတ်သားလွှားလေးတွေထဲအရသာနှံဆက်သွားအောင်တေချာမွေးကြော်ပေးပါနောက်ဆုံးအဆင့်မှာတော့ငရုတ်တီစက်သွန်ရည်နဲ့စက်သွန်မီတို့ကိုထည့်ကအသီးရွက်များကျက်သွားစွာအထိမီးပြင်းပြင်းနဲ့ခဏလောက်အမြန်မှွေပြီးရင်တော့အရသာထူးခဲ့တဲ့စီချွန်ဝတ်သားလွှားကြော်လေးကိုရရှိပါပြီဒီဟင်းလျာဟာအသားရဲ့နူးညံ့မှုစီသက်နံမွေးမွေးနဲ့စီချွန်ပန်းကပီရဲ့ထူးခြားတဲ့အရာသာတို့ပေါင်းစပ်ထားတာကြောင့်အိမ်မှာမဖက်မနေစမ်းချက်ကြည့်တဲ့ဟင်းတစ်မျိုးပဲဖြစ်ပါတယ်